အားလုံးပဲမင်္ဂလာပါပြန်လာပြီးတော့ကြည့်ဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Mantra Debating Game 11 of 50ပွဲစဉ်တွေပဲဖြစ်ပါတယ် This is the 11 unveiled by the head. They're going 4-2-3-1. This formation has been popular in recent years and allows teams to use the space on the pitch.တိုက်စစ်စင်လာကိုလည်းတွေးရခင်ဗျာကျွန်တော်တစ်ဖက်တင်ရပေးလာလဲကန်တင်းကိုရပါတယ်အခု16မိနစ်မှာတော့ကျွန်တော်ရဲ့အတင်းကိုတွင်းသွားခဲ့ရပဲဖြစ်ပါတယ်တိုက်ပြန်လဲပြီးတော့တိုက်စစ်ဆင်လာပြီဖြစ်ပါတယ်ကိုပေါက်လွဲချော်မှုတယ်ဗျာကျွန်တော်ကိုရမယ်အခွင့်အရေးမှာပဲကိုပေါက်လွဲချော်သွားခဲ့တာကိုလည်းကျွန်တော်တွေးမိနေရခင်ဗျာအင်ထရာမိုင်ယာမီအတင်းနေနဲ့အင်တာမိုင်ယာမီအတင်းပဲတောက်လျှောက်ဆွဲလာတယ်ဒါမဲ့လေတကူစီရိုနဲ့ပဲလက်ရှိချိန်မှာတော့ကိုပြီခင်ဗျာအင်တာမိုင်ယာမီအတင်းပဲခြေပကိုပြန်လဲပြီးတော့ရရှိထားတယ်တွေ့ရခင်ဗျာအင်တာမိုင်ယာမီအတင်းရတော့ခြေပကိုပြန်လဲပြီးတော့ရရှိသွားခဲ့တဲ့ချိန်မှာတစ်ဖက်တင်းရလဲကျွန်တော်တို့တိုက်စစ်စင်မှုစူးစမ်းနေတဲ့အချိန်မှာပဲနာချိန်တော့ရောက်ရှိခဲ့တော့ပြီခင်ဗျာကျွန်တော်တစ်နဲ့ပဲတရေရလက်ထွက်ပေါ်နေရလဲဖြစ်ပါတယ်